ရင်တစ်ပါးဟာအချိန်ပေါင်း100ကျော်အောင်လက်ထပ်ထိန်းရခဲ့ပူပါတယ်ဒါပေမဲ့သူဟာသူတို့သမီးတွေကိုနန်းတော်လာလမ်းကူးလက်မှာတင်တမင်တကာ6လန့်ပြီးထွက်ပြေးအောင်လုပ်လို့ရှိပါတယ်အကြောင်းရင်းကတော့ဒီလက်ထပ်ပွဲတွေဟာအမိန့်တော်အရဖြစ်နေပေမဲ့သူတို့သမီးအများစုဟာရန်သူတွေကလွှတ်လိုက်တဲ့သူရှိုးတွေဖြစ်နေလို့ပါပဲဒါပေမဲ့ဒီတစ်ချိန်ရောက်လာတဲ့သူတို့သမီးကတော့တခြားသူတွေနဲ့မတူပါဘူးသူ6လန့်တဲ့အခါမှာသူမဟာနည်းနည်းလေးတောင်ကြောက်ရွံ့ခြင်းမရှိခဲ့ပါဘူးသူမကအေးဆက်တဲ့လေတံနဲ့ရှင်ဟာအမိန့်တော်ကိုလက်ခံရရှိထားတာပါလူများရှိမှကိုယ်ဇနီးကိုတပ်ဖို့ကြံစည်နေတာလားလို့မေးလိုက်ပါတယ်သူကတော့ခက်ပြုံးပြုံးနဲ့ပဲအရန်အလုံးမကြီးပါနဲ့အိုးဒီနေ့တော့ဒီသားကမင်းလည်းပင်စီမရောက်သေးပေမဲ့မကြခင်မှာမင်းရဲ့အသက်ကိုချမ်းသာပေးဖို့မင်းကိုယ်တိုင်တောင်းပန်လာရလိမ့်မယ်လို့ပြန်ပြောခဲ့ပါတယ်သူမသိတာတခုကဒီမိန်းကလေးဟာသူမရဲ့အမဖြစ်သူကိုစားလက်ထပ်ဖို့ရောက်လာတာဖြစ်ပါတယ်တကယ်တော့အေဂရစ်ကထင်ရှားတဲ့မိသားစုတစ်ခုရဲ့တတိယမြောက်သမီးနဲ့လက်ထပ်ဖို့စီစဉ်ပေးခဲ့တာပါဒါပေမဲ့အဲ့ဒီအမဖြစ်သူမှာချစ်သူရှိနေတဲ့အပြင်သူမလက်ထပ်ရမယ့်ဘရင်ဟာအရန်ရက်ဆက်ပြီးအနေရများတယ်လို့သတင်းကြားထားပါတယ်ကြောက်ရွံ့စိုးရိမ်မှုတွေကြောင့်အမဖြစ်သူဟာစားတဆောင်ထားခဲ့ပြီးချစ်သူနဲ့အတူထွက်ပြေးသွားခဲ့ပါတယ်သူမထွက်ပြေးတာနဲ့တမိသားစုလုံးဘေးဒုက္ခရောက်ပါတော့တဲ့ဖခင်ဖြစ်သူဟာဧည့်သည်တွေကိုချက်ချင်းပြန်လွတ်ပြီးအပြစ်ဝင်ခံစားရေးကအေဂရစ်ရဲ့စီရင်ချက်ကိုစောင့်နေခဲ့ပါတယ်တအိမ်သားလုံးစိတ်ပြအားငယ်နေချိန်မှာညီမဖြစ်သူကအမကိုစားလက်ထပ်ဖို့ရုတ်တရက်ဆုံးဖြတ်လိုက်ပါတယ်မိသားစုကုန်တိတ်ခါကိုကယ်တင်ဖို့အတွက်သူမဟာသူတို့သမီးလိုဝစ်ဆင်ပြီးဝေါ်ရင်ပေါ်တက်ထိုင်ခဲ့ပါတယ်ဘရင်ကတော့သူမဟာတကယ်သူသမီးရင်းမဟုတ်ပဲအမကိုစားရောက်လာတာကိုသိပြီးသားပါဒါပေမဲ့သူအမှန်တရားကိုမဖော်ထုတ်ခဲ့ပါဘူးသူ့ရဲ့တခုတည်းသောရည်ရွယ်ချက်ကဒီမိန်းကလေးကိုနန်းတော်ကနေအမြန်ဆုံးမောင်းထုတ်ဖို့ပါပဲမကြခင်မှာပဲမိန်းကလေးဟာအိမ်တော်ကိုရောက်လာပါတယ်ဒါပေမဲ့သူမခြေချလိုက်တာနဲ့အိမ်ရှိကွင်းပြင်မှာမင်္ဂလာပွဲအငွေ့သက်လုံးဝမရှိတာကိုသတိထားမိလိုက်ပါတယ်ဘာအလှဆင်မှုမှမရှိပဲအရာအလုံးကဟာလာဟင်းလင်းပါပဲရခင်တို့သမီးတွေအားလုံးလမ်းမတင်ကြောက်ပြီးထွက်ပြေးသွားကြတာမို့အစီကံအိုကြီးကလည်းသူမကိုမြင်တော့အံ့ဩသွားပါတယ်ဒီမိန်းကလေးကတခြားသူတွေနဲ့မတူတာသိတာနေပါတယ်သူဟာတခြားအစီကံတွေကိုတို့သမီးခန့်ပြင်ဆင်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်မိန်းကလေးကတော့ဒါကိုသိပြီးဂရုမစိုက်ပါဘူးအိမ်ရှင်ဖြစ်သူကဒီလက်ထပ်ပွဲကိုစန့်ကျင်နေတာသိတာပေမဲ့မိသားစုအတွက်သူမမှာတခြားရွေးချယ်စရာမရှိပါဘူးရုတ်တရက်တကားပွင့်လာပြီးဘရင်ဟာဒေါသတကြီးနဲ့အခန်းထဲဝင်လာပါတယ်သူ့ရဲ့အမူအရာကိုကြည့်ရင်သူမကြောက်ပြီးထွက်ပြေးသွားအောင်လုပ်မဲ့ပုံပါပဲဒါပေမဲ့မိန်းကလေးကမကြောက်တဲ့အပြင်ရှင်ပြောတာအမှန်ပါပဲကျမကအမိန့်တော်ကိုလက်ခံထားတာဖြစ်လို့ဒီအိမ်ရဲ့တခင်မတယောက်အနေနဲ့ရှင်ကိုကောင်းကောင်းဂရုစိုက်ဖို့ကကျမရဲ့တာဝန်ပဲလေလို့တုံ့ပြန်လိုက်ပါတယ်တကယ်တော့သူမလည်းရင်ထဲမှာထိတ်လန့်နေပေမဲ့အပြင်ပန်းမှာဖုံးကွယ်ထားတာပါစိတ်လှုပ်ရှားနေတာကြောင့်သူမခြေဟန်ပြက်ပြီးနှစ်ယောက်သားတစ်ယောက်ပေါ်တစ်ယောက်ထက်လျက်သားလဲကျသွားပါတယ်ခဏတာသူတို့အကြည့်ချင်းဆုံသွားပြီးထူးဆန်းစွာပဲနှစ်ယောက်လုံးရဲ့ရင်ခုန်တန်တွေမြန်လာခဲ့ပါတယ်သူကတော့အမြန်ထပြီးအခန်းထဲကထွက်သွားပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့အမှန်တရားမပေါ်မချင်းဒီမိန်းကလေးဟာရန်သူတူရှူဖြစ်နိုင်တယ်ဆိုတဲ့တန်တရားကရှိနေတော့မှာပဲဘရင်ဟာအနားမနေပဲမကြခင်မှာအခွင့်အရေးတစ်ခုရခဲ့ပါတယ်ဒီနေ့မှာမိန်းကလေးဟာအမျိုးသမီးတစ်ယောက်ရဲ့တွန်းချမှုကြောင့်ရေကန်ထဲကိုမတော်တဆပြုတ်ကျသွားပါတယ်အစီခံတွေကကဲဖို့ပြေးလာပေမဲ့ဘရင်ကတားလိုက်ပါတယ်ဒီခွင့်ရေးကိုတုံးပြီးသူမကိုဖယ်ရှားလိုက်ရင်မကောင်းဘူးလားလို့သူတွေးလိုက်ပါတယ်မိန်းကလေးရဲ့အသက်အန္တရာယ်ဆိုးရင်ရတဲ့အဆုံးစွန်အချိန်မှာတော့သူ့စိတ်ကပျော့ညောင်းသွားပြီးသူမကိုအသေးမခံခဲ့ပါဘူးဒါတော့မှသူ့ရဲ့တန်တရားကပျောက်မသွားပါဘူးအမှန်တရားကိုဖော်ထုတ်ဖို့အတွက်သူမကိုနောက်ခန်းကနေရွှေ့ခိုင်းပြီးသူ့ရဲ့အိတ်ဆောင်မှာပဲနေထိုင်ဖို့အမိန့်ပေးလိုက်ပါတော့တယ်